나로 발로고 조금 못줘 달러 캠치고봐 와고 아래 오르가 르다고 더 밀러글러 부에노르가 무아 톡에 쳤털러 러미코 그래서 틱달러 포지티브 줘 자꾸 떡볶이 사바갈리 스트리트 발로 부에 걸러러 무고 허코에 쪼들러러 더 미네 히너호 바사는 발로 다시 떨러 허코 다투더 Hello အားလုံးပဲမင်္ဂလာပါဒီနေ့တောင်းခေါ်ရမယ့်နေရာလေးကထိုင်းနိုင်ငံရဲ့အကြီးဆုံးရေတံခွန်လေးဖြစ်တယ်လို့အာရှမှာတတိယအကြီးဆုံးရေတံခွန်လေးဖြစ်တဲ့တီးလောင်ဆူရေတံခွန်ကိုခေါ်တော့မှဖြစ်ပါတယ်သူကထိုင်းနိုင်ငံတက်ခရိုင်မှာရှိပြီးတော့အုံးဖန်ဆိုတဲ့ရွာလေးမှာတည်ရှိတာဖြစ်ပါတယ်တလန်းလုံးကရှုခင်းနေကအရင်လာတဲ့အပြင်ရှေ့မှာမြင်ရတဲ့မြို့ကြီးတဲ့ဝင်သွားတော့မှာပါတောင်းတို့လမ်းမှာနားတဲ့အချိန်မပါဘဲ၄နိုင်၅နိုင်လောက်မောင်းခဲ့ရတယ်တောင်းတက်တောင်းစင်းနေလေကျန်းနေဒါကတော့နေ့လည်နေ့ခင်းကြီးမှောင်သွားပြီးမြို့အုပ်ထဲဝင်သွားတဲ့လမ်းပါမြို့တွေကဘလောက်ဖုံးသွားလဲဆိုရင်ရုတ်တရက်ရန်အေးပြီးရေစက်ကလေးတွေပါချနေတာပါမြို့တွေချောင်းရှိကိုမြင်ရဖို့ခက်တယ်လို့တစ်ပင်မှာကြိုးပြီးကားပြီးသွားပြီမဲ့ထိုင်းနိုင်ငံရဲ့အစိုးရပြည်ပြည်ရေးတွေကချက်ချင်းရောက်လာပါတယ်မြို့အုပ်ထဲကထွက်လာတဲ့နောက်မှာတော့အရန်လာတဲ့ view နဲ့ sunset ကိုတော့တစ်ချိန်ထဲမှာမြင်ခဲ့ရပါတယ်ညမှာတော့ရွာကိုရောက်ပါပြီတလန်းလုံးမစားခဲ့ရတဲ့အတွက်7-11မှာတပတ်ဝယ်စားခဲ့ပါတယ်ပြီးရင်တော့တောင်းလူနာမဲ့ဟိုတယ်ရောက်ပါပြီ။ညရဲမိုးချုံနေတဲ့အတွက်ရွာကနေမနက်စောပိုင်းမှရေတကုံစီသွားပါမယ်။ဒါကတော့ဟိုတယ်ကကျွေးတဲ့ပတ်တရာနဲ့မနက်စာတိတ်တော့မကြိုက်ပါဘူး။ဒီအုံးဖန်ဆိုတဲ့ရွာလေးကထိုင်းမှာမွေတဲ့ကရင်တွေလည်းများတယ်။သူ့ရဲ့ရွာပုံကကလောနဲ့တူတဲ့အေးချမ်းနဲ့တိတ်ဆိတ်တဲ့အများစုကစိုက်ပျိုးရင်းနဲ့ခရီးသွားရဲ့အတွက်ဟိုတယ်နဲ့လီငားတဲ့လုပ်ငန်းလုပ်ကြတယ်။တောင်းတို့လီငားတာအတွက်ဆိုတယောက်ပတ်တစ်ထောင်လောက်ပါကြတယ်။တောင်းတို့က9ယောက်မှ2စီးငားခဲ့တယ်။ကားနဲ့လည်းထသွားရတာမို့ကားကလည်းပေးရသေးတယ်။ဒါကတော့စားထွက်နေပါပြီ။လီကတော့3နိုင်လောက်စီးခဲ့ရတယ်။တဘာဝရဲ့အလားကိုလည်းပြေဝခံစားရတယ်။ဒီလိုကြောက်ဆောင်ကနေလည်းရေလေးတွေကကျနေသေးတယ်ဒီလိုရေပူထွက်တဲ့နေရာလေးတွေနဲ့တောင်ပေါ်မှာအုပ်စုပွဲနေကြတဲ့လေးပြလေးတွေအများကြီးတွေ့ခဲ့ရတယ်ဒီကြားထဲလှတဲ့တောင်ပေါ်မှာပုံရိုက်ဖို့ရပ်ပြီးတယ်ဒါကတော့တောအုပ်ထဲမှာရေပူစမ်းရှိသေးရဆိုပြီးထပ်ဝင်ပြပါသေးတယ်ခြေတကုံကအပြန်လဲရှိသေးတော့အချိန်လေးမှဆိုလို့ဆက်ထွက်လာခဲ့ပါတယ်။ထီလော်စုဆိုတာအကရင်အခေါ်ကိုယူသုံးထားတာလို့ပြောပါတယ်။ဘာဝပြီးမဲ့တော့ထဲမှာတည်ရှိတာပါ။ကားတစ်နိုင်လောက်ထပ်စီရတယ်။ဒါကတော့တီလော်စုရေတကုံကိုရောက်ပါပြီ။ရေတကုံကိုရောက်ဖို့900မီတာတစ်နိုင်လောက်ထပ်လျှောက်ရပါတယ်။ဒီလျှောက်တဲ့တစ်လျှောက်မှာတောဝက်တွေလည်းရှိလို့တတိထားခိုင်းပါတယ်။ဒါကတော့ထိုင်းကအကြီးဆုံးရေတံခွန်ထီလောက်စုဖြစ်ပါတယ်။သူ့ရဲ့အမြင့်ပေက250မီတာ820 feet ရှိပါတယ်။တောင်းလို့သွားတဲ့အချိန်ကခရီးသွားနေတဲ့လို့ရေကျနေတဲ့အချိန်ဖြစ်နေတာတော့တော်တော်လေးလှပါတယ်။လာရတဲ့တလန်းလုံးအတိုင်းအတာနဲ့ဆိုရင်အញ្ញတန်တဲ့ခံစားချက်ကိုရပါတယ်။အပြန်ကိုတော့ကားနဲ့ပဲ3နိုင်လောက်စီးပြီးပြန်ခဲ့ပြီးတဲ့နောက်မှာတော့ညစာဝင်စားပါတယ်။ရမ်းပင်မလို့ပြီးစပတ်ပဲပတ်နိုင်တော့ပေမဲ့ရမ်းပျော်ခဲ့ရပါတယ်။နောက် vlog လေးမှာပြန်ဆောင်ကြမယ်เนาะ bye bye